United Palace Brighton တို့ရဲ့တနင်္ဂနွေတနင်္လာပွဲစဉ်များအတွက်စူပါကွန်ပျူတာရဲ့ခံမှန်းချက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Premier League ပွဲစဉ်15ရဲ့တနင်္ဂနွေတနင်္လာပွဲစဉ်3ပွဲကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားခြင်းပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးပွဲအနေနဲ့မြန်မာစံတော်ချိန်8နာရီခွဲမှာ Brighton က West Ham ကိုဧည့်ခံကစားသွားပါမယ်။အင်ကွင်း American Express Stadium မှာ Aston Villa ကိုအကျိတ်နဲ့ကစားပြီးရှုံးနိမ့်ခဲ့တဲ့နောက် West Ham နဲ့ပွဲမှာ Brighton ပြန်လာဖို့ရှိနေပါတယ်။ဧည့်သည် Hammer တွေကတော့နီးပြ Nuno Espirito Santo လောက်မှာဝေးကွင်းနိုင်ပွဲကိုအခုထိရှာမတွေ့သေးတာပါ။ဂျာတာပရိနေဂျားရဲမှာကစားခဲ့တဲ့ United နဲ့ပွဲမှာတော့တစ်ဖက်တစ်ဂိုးစီသေးချာထားပြီး Old Trafford မှာအမှတ်ခွဲယူလိုက်နိုင်တာကတော့အမြတ်ပါပဲ။အင်ရှင် Brighton ကတော့ Villa ကို 3-4 နဲ့ရှုံးလိုက်တာကြောင့်အိမ်ကွင်း10ပွဲဆက်ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားပါတယ်။ Brighton နဲ့ West Ham အကြားနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်တော့ Brighton ကအပြတ်အသက်ကိုအသာရထားတာပါ။နောက်ဆုံး16ကြိမ်တွေ့ဆုံရမှာဇင်ယော်တွေကတစ်ကြိမ်ပဲ West Ham ကိုအရေးနိုင်ထားပြီး9ပွဲနိုင်10ပွဲတည်ကစားထားပါတယ်။ West Ham အတွက်လည်း Brighton ကရင်ဆိုင်မှုသမျှအသင်းတွေတဲ့အခက်ဆုံးအဖြစ်အချက်လက်တွေကပြသနေပါတယ်။လက်ရှိရာသီမှာလည်း Brighton ကအိမ်ကွင်းကောင်းသလောက် West Ham ကအဝေးကွင်း9ပွဲကစားထားရမှာတပွဲသာနိုင်ရတဲ့အခြေအနေဆိုးနေတာပါ။နီးပြ Fabian Hassler ရဲ့အသင်းမှာအဓိကခြေစွမ်းပြနေသူ2ယောက်ကိုရွေးထုတ်ရမယ်ဆိုရင်တစ်ယောက်က Gambian ညာတောင်ပန်တိုက်စစ်ကစားသမား Yankuba Minteh ဖြစ်ပြီးနောက်တစ်ယောက်ကလည်းညာနောက်ခံအစွန်လူ Max Weaver ပါဒီကစားသမား2ယောက်ပေါင်းအသင်းအတွက်10ဂိုးပါဝင်ပတ်သက်မှုလုပ်ထားပါတယ်။ဒါအပြင်အင်္ဂလန်တိုက်စစ်မှု Welbeck ကလည်း Premier League သွင်းကို9ဂိုးထိရထားပြီးဂိုးလက်ရှိပါတယ်။စူပါကွန်ပျူတာကတော့ Ancient Brighton ကိုနိုင်ခြေ 63.5% ပေးထားပြီးဧည့်သည် West Ham ကိုတော့နိုင်ခြေ 19.1% သာပေးထားပါတယ်။နီးပြ Nuno Santo အနေနဲ့ကတော့အဝေးကွင်းနိုင်ပွဲရဖို့စောင့်စားသွားရပွဲရှိနေတာပါ။ Brighton 2 West Ham 1လို့ CIB လည်းခံမှန်းပေးထားခြင်းပါတယ်။မြန်မာစံတော်ချိန်ည7:00နာရီမှာတော့ Fulham က Crystal Palace ကိုအိမ်ကွင်းမှာဧည့်ခံကစားသွားပါမယ်။ Man City ကို Craven Cottage မှာ Fulham ရင်ဆိုင်သွားပုံကမျက်စိထဲဆွဲနေတာပါ။ကစားသမားအင်အားလည်းတောင်းတင်းပြီးသူသဖြင့်တိုက်စစ်ကအတော်လေးကိုထက်မြက်လာတာပါ။သို့တော့ Fulham တို့ဒီတစ်ချိန်ရင်ဆိုင်ရမှာက Oliver Glasner ရဲ့ Crystal Palace အသင်းဖြစ်နေပြီး Premier League ရဲ့အဝေးကွင်းအကောင်းဆုံးအသင်းတွေထဲ၄သင်းမြောက်ဖြစ်ရပ်တည်နေတဲ့အသင်းပါ။လင်းယုံတွေက Premier League နောက်ဆုံး9ပွဲမှာ Man U တစ်သင်းတည်းကိုပဲရှုံးထားပြီး3ပွဲနိုင်1ပွဲသေးနဲ့အတူအမှတ်ပေးစရာအဆင့်9နေရာထိရောက်ရှိလာပါတယ်။ Palace အတွက်ဒီရာသီအလှည့်ပြောင်းက Liverpool လို့ပြောရင်တော့လွန်မယ်မထင်ပါဘူး။ Liverpool ကို Premier League နဲ့ EFL Cup တွေမှာဇက်တိုက်အနိုင်ယူပြီးလင်းယုံတွေယုံကြည်ချက်တိုးသွားပါတယ်။ဒီနောက်ပိုင်းကစားတဲ့ပွဲတွေမှာနိုင်ပွဲရာခိုင်နှုန်းကပိုများလာတာပါ။ Oliver Glasner အသင်းရဲ့အားနည်းချက်ကခံစစ်အထိုင်ချပြီးကစားတဲ့အသင်းတွေနဲ့တွင်ရုန်းကန်ရတတ်တာပါ။ Palace ကိုယ်တိုင်ကနောက်တန်း9ယောက်နဲ့ကစားပြီးတံမြတ်တိုက်စစ်အားပြုတဲ့အသင်းဆိုတော့ပုံစံတူနဲ့တွေ့ရင်ထင်တယ်လို့မလုပ်ပြနိုင်ပါဘူး။နောက်ဆုံးခံစစ်အညံ့ဆုံးဘန်လီနဲ့တွေးသည့်တိုင်ဘန်လီကတော့ပွဲကိုပြန်ဆိုးမိုးပြီးကစားသွားတာကိုတွေ့ရပါတယ်။သို့တော့ထုံးစံတိုင်း Palace ကစားသမားတွေကနိုင်ပွဲကိုတော့ရအောင်ဖော်ဆောင်သွားတာပါ။တစ်ဖက်မှာ Fulham ကအိမ်ကွင်းအားပြုပြီးနိုင်ပွဲရှာဖွေနေတဲ့အသင်းမှာလက်ရှိရာသီနိုင်ပွဲ9ပွဲရထားရမှာ4ပွဲကအိမ်ကွင်း Craven Cottage မှာရရှိထားတာဖြစ်ပါတယ်။အိမ်ကွင်း9ပွဲမှာ13ဂိုးသွင်းထားပြီးတပွဲကို2ဂိုးနှုန်းနီးပါးလောက်ထိတိုက်စစ်စွမ်းဆောင်ရည်ကအားကောင်းနေပါတယ်။ Crystal Palace ကလည်းအဝေးကွင်း9ပွဲမှာပေးကို4ဂိုးပဲပေးထားတဲ့အထိ McGay, Lacroix, Richards တို့ဗိုလ်ခံစစ်3ယောက်တန်းအပြင် Mitchell နဲ့ Munoz တို့ကလည်းနောက်တန်းကိုအများကြီးကာဗာပြန်လုံပေးနိုင်ပါတယ်။ Palace ရဲ့ပြင်သစ်တိုက်စစ်မှုမတီးတာကလည်းဒီရာသီ9ဂိုးထိသွင်းပေးထားပြီးဖက်ဖက်ကနေ Crystal Palace ကအသာရနေတာပါ။ Fulham အနေနဲ့အိမ်ကွင်းအားသာချက်တစ်ခုပဲဒီပွဲမှာမြင်မိပါတယ်။စူပါကွန်ပျူတာကတော့ဧည့်သည်အသင်းနိုင်ခြေ 40.8% ပေးထားပြီးအင်ရှင် Fulham နိုင်ခြေကတော့ 33.5% သာရှိနေပါတယ်။ထိပ်တိုက်တွေ့ဆုံမှုမှာတော့ဒီနှစ်သင်းအကြားကွာဟချက်နည်းပါတယ်။ဒီပွဲမှာတော့ Palace ဘက်ကခံစစ်အားကောင်းနေသည့်တိုင်2-2သေးကြသွားမယ်လို့ CMB ဘက်ကတော့ခံမှန်းပေးထားခြင်းပါတယ်။အင်္ဂါနေ့ညမြန်မာစံတော်ချိန်2နာရီခွဲမှာကစားသွားမယ် Wolves Manchester United တို့ပွဲအကြောင်းကြည့်အောင်ပါ။ United တို့အဝေးကွင်း4ပွဲစတိုက်ရှုံးပွဲမရှိကစားထားပြီး9ပွဲဆက်ဖြစ်ဖို့အတွက်ဆိုရင် Wolverhampton ကအကောင်းဆုံးပြိုင်ဘက်လို့ပဲဆိုချင်ပါတယ်။လက်တလော Ruben Amorim နဲ့ကစားသမားတွေရဲ့အိမ်ကွင်းဆန်းဆောင်ရေးကြောင့်ပရိသတ်တွေအတော်စိတ်ပြတ်နေမယ်ထင်ပါတယ်။10ယောက်ကျန် Everton ကိုရှုံးခဲ့တဲ့အပြင်တန်ဆင်းစုံတွေက West Ham ကိုလည်းတေးကြထားတာပါ။ United ရဲ့အိမ်ကွင်းရလဒ်တွေအားနည်းနေတာမှန်ပေမဲ့အဝေးကွင်းရလဒ်တွေကတော့ဒီရာသီမှာအားကောင်းနေပါတယ်။အဝေးကွင်း9ပွဲကစားထားရမှာ4ပွဲနိုင်1ပွဲသေး2ပွဲရှုံးထားပါတယ်။ဒီထဲမှာ Liverpool, Crystal Palace တို့လိုအသင်းကောင်းတွေကိုအနိုင်ကစားထားသလို Nottingham Forest, Spurs တို့ကိုတော့အကျိတ်အနေနဲ့တရေကစားထားပါတယ်။ Ancient Wolves ကိုတော့ကစားသမားဟောင်းနီးပြဟောင်း Rob Edwards ကအရေးပေါ်လာရောက်ကင်တွယ်နေသည့်တိုင်ခြေနေကတိုးတက်မလာပါဘူး။3ပွဲစတိုက်ရှုံးထားပြီးခုဆိုဂိုးမသွင်းနိုင်တာ9ပွဲအထိကိုရောက်ရှိနေပါတယ်။
လက်ရှိမှာ14ပွဲကစားရမှတ်2မှတ်သာစုဆောင်းထားနိုင်တဲ့ Wolf အတွက်2009-2008ကဒါဘီကောင်တီရဲ့တရားသီးအတွင်း17မှတ်ပဲရတဲ့စံချိန်စိုးကိုတောင်ချိုးဖျက်သွားဖို့လားလာများနေပါတယ်။အဆင့်19နေရာက Leeds United နဲ့ဆိုရင်လည်း12မှတ်အထိကိုကွာနေတာကြောင့် Wolf အနေနဲ့တန်းဆင်းစုံကနေဘလို့ရုံးထွက်မလဲစဉ်းစားခက်ပါတယ်။ Aston Villa Forest တို့ကိုတကိုးစီပဲပေးလိုက်ရတာကိုကြည့်ရင်တော့ခန်းစစ်ပိုင်းတို့ဝင်မလွေတွေတဖြည်းဖြည်းအားကောင်းလာနေတာပါ။ United နဲ့ပွဲမှာအလုပ်ဖြစ်သွားမလားစိတ်ဝင်စားစောင့်ကြည့်သွားဖို့ရှိပါတယ်။ Super Computer ကတော့ Ancient Wolf နိုင်ခြေ 26.3% ပေးထားပြီး United နိုင်ခြေကတော့ 50.2% အထိရှိနေပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်စောင်းအဝင်မှာခြေစွမ်းကျဆင်းသွားတာက United ဖြစ်နေတာပါ။နောက်ဆုံး9ပွဲမှာ3ပွဲတည်ကြထားပြီး Palace ကို 1-2 နဲ့နိုင်တဲ့တပွဲပဲ3မှန်ရထားပါတယ်။လက်ရှိမှာလည်းအဆင့်8နေရာမှာရပ်တည်နေပြီး Champions League ဝင်ခွင့်ရဖို့အတွက် Wolf နဲ့ပွဲကို United တို့အနိုင်ကစားသွားဖို့လိုပါတယ်။ United ဘက်ကခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားကိုပြပါဆိုရင်2ဂိုးသွင်း5ဂိုးဖန်တီးပေးထားတဲ့ Fernandes ကိုပဲပြရမှာပါ။ကျန်ကစားသမားတွေရဲ့ခြေစွမ်းကတော့တနေ့ရွှေတနေ့ငွေဆိုတဲ့အနေအထားကိုတွေ့ရပါတယ်။ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ Wolf က United ကိုနောက်ဆုံး2ပွဲဆက် 1-2 2-2 တွေနဲ့အနိုင်ရထားသည့်တိုင်ဒီပွဲမှာတော့ United ပဲ 1-2 လောက်နဲ့အနိုင်ရလက်ဖော်ဆောင်သွားမယ်လို့ CIB လည်းခံမှန်းပေးထားကြပါတယ်။ဒါကတော့တင်းငွေညနဲ့အင်္ဂါညမှာကစားသွားမယ် Premier League လက်ကျန်ပွဲစဉ်3ပွဲကိုဆက်လက်တင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။